တကယ်တော့အချိန်တန်ရင်ကွဲကြမှာပဲဆိုတဲ့စိတ်နဲ့ဘယ်သူမှအိမ်တော်မပြုတ်ပါဘူးယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေတစ်သက်လုံးအတွက်ပဲရည်ရွယ်ပြီးအိမ်တော်ပြုတ်ကြတာပါဒါပေမဲ့ရှုပ်ထွေးပွေလီလှတဲ့ပြဿနာမျိုးစုံဖြစ်ပွားကြပြီးအခုနောက်ပိုင်းမှာ single mother တွေရော single father တွေရောတဖြည်းဖြည်းများလာတာကိုတွေ့ရပါတယ်တကယ်တော့အိမ်တော်ရေးတစ်ခုတည်မြဲစေမဲ့နီလန်၃တွယ်ရှိပါတယ်လမ်းမခွဲခင်အားလုံးကိုစူးစမ်းကြည့်စေချင်ပါသေးတယ်နံပါတ်1တကယ်ချစ်ကြတယ်ဆိုတဲ့လူနှစ်ယောက်ဟာဘယ်တော့မှရံမဖြစ်ကြတာမဟုတ်ပါဘူးတပတ်မှာ24နာရီ9ရက်ချစ်နိုင်တဲ့သူတွေမရှိပါဘူးငင်းကုန်မှုတွေရှိမယ်ခံစားလို့မကောင်းတဲ့နေ့တွေရှိမယ်အထင်လွဲကြလိမ့်မယ်ဒီယောက်ျားယူမိတာမှားပြီဒီမိန်းမယူမိတာမှားပြီဆိုပြီးတော့ခံစားမိကြလိမ့်မယ်ဒါပေမဲ့ဒီလောက်ဖြစ်ယုံနဲ့အချစ်ကပြိုလဲသွားတာမှမဟုတ်တာတယောက်ကိုတယောက်စိတ်ကုန်ရင်ကုန်နေမယ်စိတ်ဆိုးမိကြလိမ့်မယ်စကားပြောချင်စိတ်တွေပျောက်နေမယ်ဒါပေမဲ့ဒါတွေကပုံမှန်အခြေအနေပဲနော်ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးတယောက်နဲ့တယောက်မချစ်တော့တာလည်းမဟုတ်ဘူးနံပါတ်2အချစ်ဆိုတာရေရှည်တည်မြဲအောင်နှစ်ဖက်လုံးကအားစိုက်ထုတ်ရပါတယ်တကယ်ချစ်ကြတဲ့ချစ်သူတွေကလေဆက်ဆံရေးကိုတာမန်အဆင့်မှာမထားကြပါဘူးပိုကောင်းလာအောင်ကြိုးစားကြပါတယ်သူကစကားမပြောချင်ဘူးအတူမနေချင်ဘူးစိတ်ရှုပ်တယ်အဲ့ဒီလူတွေပြောလာရင်ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာပါအဖြေကိုကိုယ်တိုင်မရှာနိုင်ရင်ဘာဖြစ်တာလဲဆိုတာသူ့ကိုဂယူးတစိုက်မေးပါကိုကတောင်းပန်ရမယ်ဆိုရင်လိုက်လဲတောင်းပန်ပါကိုကမားနေပါရဲ့နဲ့မာနရှိထားပြီးမတောင်းပန်မယ်နေခြင်းဟာခမားရဲ့အချစ်လန်းဆုံးရဲ့အစဖြစ်သွားမယ်နော်ကိုချစ်သူစိတ်နာကြီးနေတာဝမ်းနေနေတာအထင်လွဲနေတာတွေကိုလစ်လျူမရှုပဲအခြေအနေတွေပိုဆိုးမလာခင်ပြုတ်ပြင်လို့ရတာတွေကိုပြုတ်ပြင်ပါသုံးအချစ်ရဲ့တက်တန်းကတူတောင်းလာပါတယ်အဲ့ဒီအချစ်တက်တန်းကိုပြန်ဆက်ပေးနိုင်တာတက်တန်းတိုးပေးနိုင်တာပေါ့ကွာအဲ့ဒါတယောက်ကိုတယောက်ဂရုစိုက်ခြင်းပါဂရုစိုက်တယ်ဆိုတာငွေကြက်သိန်း10ချီရာချီအကုန်ခံပြီးလက်ဆောင်ဝယ်ပြီးမှမဟုတ်ဘူးအစားအသောက်တွေတဲခင်းဧည့်ခံနေမှမဟုတ်ပါဘူးသူစကားပြောချင်တဲ့အခါဂရုတစိုက်နားထောင်ပေးတာသူ့ကိုယ်စိတ်ကျမ်းမာရေးကိုဂရုတစိုက်ရှိတာအပြင်လူတွေရဲ့တိုက်ခိုက်မှုကနေသူ့ကိုကာကွယ်ပေးတာသူလိုအပ်တာတွေကိုတန်ဖိုးထားပြီးလုပ်ပေးတာမျိုးကိုဆိုလိုပါတယ်သူ့စကားကိုနားထောင်တဲ့အခါမှာလဲကိုကအပြေပေးခြင်းစောပြဿနာပြေလဲခြင်းစောနဲ့သူတခုံးကိုတခုံးဖြစ်နေရင်နားထောင်တယ်လို့မမီဘူးနော်သူ့ရင်ထဲကစကားတန်တွေပွင့်အံထွက်လာအောင်ပြောဖို့အားပေးပြီးတေးသေးချာချာနားထောင်ပေးပါပြီးရင်နံပါတ်2မှာပြောထားတဲ့အတိုင်းလုပ်ပါကျွန်တော်တို့ဟာဒီမိန်းကလေးနဲ့မိန်းကလေးကလည်းဒီယောက်ျားလေးနဲ့ဘဝတစ်ခုလုံးဖြတ်တန်းနိုင်မယ်လို့ယုံကြည်ပြီးတယောက်ကိုတယောက်ရွေးချယ်ခဲ့ကြတာပါဒါပေမဲ့နေတိုင်းလဲအဲ့ဒီလူကိုပဲပြန်ပြီးရွေးချယ်ဖို့လိုပါတယ်ပြင်းစရာကောင်းတဲ့နေ့လားသူ့ကိုပဲရွေးချယ်ပါအဆအဆအရာရာခက်ခဲနေတဲ့နေ့လားသူ့ကိုပဲရွေးချယ်ပါအရာရာရှုပ်ထွေးနေတဲ့နေ့လားသူ့ကိုပဲရွေးချယ်ပါကိုကပျော်ချင်လို့တငန်ချင်းတွေနဲ့ပဲတွေ့အလုတ်ကလှုပ်ဖို့ကင်ဖက်တွေနဲ့ပဲသွားအဆုံးသတ်မှာပြန်လာမဲ့ရင်ခွင်ဟာသူ့ရင်ခွင်ပဲဖြစ်ပါစေကျွန်တော်တို့တွေဟာ6ပစ်ကင်းတဲလဲစင်တဲ့လူတွေမဟုတ်ပါဘူးအားလုံးကြိုးစားအားထုတ်နေစေပုထုဇဉ်တွေပါအမားမကင်းနိုင်ကြပါဘူးလုံမိတဲ့အမားတိုင်းကလမ်းခွဲဖို့ဥတည်စေနေစေတာမျိုးမဖြစ်စေပဲစကားပြောဆိုဆွေးနွေးခြင်းလိုအပ်ရင်တောင်းပန်ခြင်းတဦးနဲ့တဦးအပြန်အလှန်လေးစားခြင်းအပြန်အလှန်ယုံကြည်ခြင်းတဦးကိုတဦးအမြဲလိုအပ်နေခြင်းတို့နဲ့အချစ်ကိုတက်တန်းပြန်တိုးကြပြီးရေရှည်တည်မြဲတဲ့အိမ်တောင်ရေးကိုတိဆောက်ကြပါဗျဒီဆောင်းပါးကိုတော့ TikTok ပေါ်က Wisdom of Love အကောင့်ကနေရယူဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ချစ်သူအိမ်တော်ဘက်များအားလုံးရိုးမြေကြပေါင်းသင်းနိုင်ကြပါစေဗျာ